ဝိုင်းရဲ့ပထမဆုံးသောမှွေထိုင်းကစ်ပေါင်စင် MMA ပြိုင်ပွဲ3ခုရဲ့ကမ္ဘာချန်ပီယံသို့မဟုတ် Stanford ဝိုင်းချန်ပီယံရှိရဲ့အမျိုးသမီးပွဲစဉ်တွေမှာပြိုင်ဘက်ကိုအနိုင်ရရှိပြီးတဲ့နောက်ခါလုပ်ပြီးအောင်ပွဲခံလေးရှိတဲ့အမျိုးသမီးဖိုက်တာတဦးကိုသတိထားမိမြင်ထင်ပါတယ်။အခုသဖြင့်အလဲထုံးနဲ့နိုင်ရခဲ့တဲ့ပွဲတွေမှာဒီဖိုက်တာမဲဟာကျိုးဝိုင်းနယ်ကိုသွားပြီးစီးချက်ညီညီနဲ့တစ်တော့မှာညိုကီတို့တွေ့မှုနေကြကောင်းပါလေးတွေကနေတဲ့အတိုင်းဖင်လို့ခါလုပ်ပြီးကပြအောင်ပွဲခံလေးရှိပါတယ်။သူ့နာမည်ကတော့ Stanford Test ပဲဖြစ်ပါတယ်။ Stan ဟာထိုင်းမွေထိုင်းမဲ့တယောက်ဖြစ်ပြီးသူမရဲ့နာမည်အရင်းကတော့ Netta Wan Fan Tong ဖြစ်ပါတယ်။အမြဲတမ်းတက်ကြွလန်းဆန်ပျော်ပျော်ကြီးကားပြလေးရှိရဲ့အပြုံးပိုင်ရှင်အခုမှအသက်26နှစ်ပဲရှိသေးတဲ့ဒီအပြုံးအလှပိုင်ရှင်လေးဟာမိန်းကလေးဖြစ်ပေမဲ့တော်ရုံယောက်ျားလေးတွေအနာကတ်လို့ရမှာမဟုတ်တဲ့အထိအစိပ်ပြင်းသူဖြစ်ပါတယ်။သူမဟာ1ချန်ပီယံရှိရဲ့မွေထိုင်းကစ်ပေါင်စင်နဲ့ MMA 3ခုစလုံးမှာချန်ပီယံကပတ်ရယူထားသူဖြစ်ပါတယ်။ဒါအပြင် MMA rule နဲ့ကစားတဲ့ World Grand Prix Boxing ပွဲမှာလည်းမွေကပတ်ရထားတဲ့ထိုင်းနိုင်ငံအမျိုးသမီးတူဖြစ်သလိုဖိုက်တာလောကရဲ့ဝင်ဝင်အကောင်းဆုံးရရှိနေတဲ့အမျိုးသမီးဖိုက်တာတယောက်လည်းဖြစ်ပါတယ်။ Stan ဟာတပွဲထိုးကြီးအနည်းဆုံးဘတ်10တန်းဝန်းကျင်ရရှိနေပြီးအနားယူသွားပြီဖြစ်တဲ့ Angeli ထက်တောင်မှဝင်ဝေကောင်းတဲ့ဖိုက်တာမယ်တယောက်ဖြစ်ပါတယ်။ Stan ရဲ့ဖခင်ဟာမွေထိုင်းချန်ပီယံဟောင်းတူဖြစ်ပြီးသူ့ဖခင်ကြောင့်ပဲ Stan ဟာမွေထိုင်းလောကတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အသက်9နှစ်အရွယ်မှာ Stan ဟာအတန်းပေါ်တငယ်ချင်းတွေရဲ့နိုင်ကျင့်မှုကြောင့်ဖခင်ဖြစ်သူကမွေထိုင်းတင် जा ပေးဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီနေ့အကြောင်းမှာတော့သူမဟာအမျိုးသမီးကလေးမွေထိုင်းပျော်ပွဲတွေမှာဝင်ရောက်ထိုးသက်ခဲ့ပြီးပွဲဥထွက်မှာပဲပြိုင်ဘက်ကိုဒူးတိုက်ချက်နဲ့အလဲထိုးနိုင်ခဲ့တဲ့အထိစားပြခဲ့တာဖြစ်ပါတယ်။အသက်16နှစ်အရွယ်မှာတော့ပက်တယားကဖက်တယ်ချင်းမှာဂျူဂျစ်စုသွားတင်ရင် MMA လောကတွေကိုရောက်မှမသိရောက်လာခဲ့သလိုသူမရဲ့နာမည်ကိုလည်းသူကစားတဲ့ချင်းကိုဆွဲပြုက Stanford Test လို့ပြောင်းလိုက်ခဲ့ပါတယ်။2019 match လ28ရက်နေ့မှာတော့1 championship ပွဲဥထွက်အဖြစ် American fighter Sullivan နဲ့1 Atomweight ကစ်ပေါင်စင် champion ကပတ်လူပွဲထိုးသက်ခဲ့ပြီးအမတ်ပေးအဆုံးဖြတ်နဲ့နိုင်ရရှိခဲ့တာ Atomweight ကစ်ပေါင်စင် champion ဖြစ်လာခဲ့ပါတယ်။2018အောက်တိုဘာ6ရက်နေ့မှာတော့ Taiwan fighter ကိုင်တင်ချောင်နဲ့1 Atomweight မွေထိုင်း champion ကပတ်လူပွဲထိုးသက်ခဲ့ပြီးအမတ်ပေးအဆုံးဖြတ်ဖြစ်ပဲနိုင်ရရှိက Atomweight မွေထိုင်းနဲ့ကစ်ပေါင်စင်နှစ်ခုလုံးရဲ့ champion ဖြစ်လာခဲ့ပါတယ်။2019ဖေဖော်ဝါရီ22ရက်နေ့မှာတော့1 Atomweight ကစ်ပေါင်စင်ခပတ်ကာကွယ်ပွဲအပြင် Janet Todd နဲ့ရင်ဆိုင်ခဲ့ရပြီးအမတ်ပေးအဆုံးဖြတ်နဲ့နိုင်ရရှိက champion ခပတ်ကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း2019နဲ့2020ခုနှစ်တွေအတွင်းမှာတော့ Aussie fighter Emma Janku နဲ့ပြိုင်ဘက်ဟောင်း Janet Todd တို့ကိုရှုံးနေပြီးခပတ်နှစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ခပတ်နှစ်ခုလုံးကိုဆုံးရှုံးပြီးတဲ့နောက်မှာ Stan ကချန်ပီယံကပတ်နှစ်ခုစလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကကျမဘွားရဲ့အခက်အခဲဆုံးပါပဲ။အဲဒီအချိန်ကကျမဘွားတော်တော်လေးအမောင်ဖုံးခဲ့တဲ့အချိန်မှာကျမဘာမှကိုလှုပ်ချင်ကိုင်းမြင်စေမရှိတော့ဘူး။တကိုယ်တည်းတီးတန့်ခွဲနေပြီးကိုပြန်လဲသုံးသပ်ခဲ့တယ်။ကျမရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအနားယူဖို့အချိန်လိုအပ်ခဲ့ပါတယ်။အနားယူတဲ့နောက်မှာတော့အရင်ကတက်ပိုကောင်းတဲ့ fighter အနေနဲ့ပြန်လာခဲ့နိုင်တယ်။ကျမအနေနဲ့တခြားသူတွေကိုစိတ်ခွန်အားဖြစ်စေမယ့်အကြံတွေမျှဝေပေးချင်ပါတယ်။ဘယ်ဟာမဆိုအကောင်းမြင်စိမ့်နဲ့ပဲကြည်ပေးပါ။အစိုးမြင်စိမ့်နဲ့ဘယ်တော့မှမကြည့်ပါနဲ့။အစိုးမြင်စိမ့်နဲ့ကြည့်လိုက်ရင်သင်းဘွားကိုမပျော်ရွှင်မှုတွေပဲရောက်လာမှာပါ။အားကစားလုပ်ခြင်းကသင်းဘွားကိုအထောက်အကူဖြစ်စေမှာပါ။ဝေထိုင်းနေ MMA တွေမှမဟုတ်ပါဘူး။ဘယ်အားကစားပဲလုပ်အားကစားလုပ်ခြင်းကတင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းထိန်းချုပ်နိုင်မှာပါဆိုပြီးဖွင့်ဟလာခဲ့ပါတယ်။ Stan 2023စက်တင်ဘာမှာတော့တောင်ကိုရီးယားဖိုက်တာဟန်ဆိုဟီကိုအနိုင်ယူပြီး1 championship Atomweight MMA champion ခပတ်ကိုထပ်မံရရှိခဲ့ပြန်ပါတယ်။1ရဲ့ပထမဆုံးသောမွေထိုင်းကစ်ပေါင်စင်နဲ့ MMA ပြိုင်ပွဲ3ရက်စလုံးရဲ့ကမ္ဘာချန်ပီယံ Stan ရဲ့ fighter war record ကတော့18ပွဲပြိုင်14ပွဲနိုင်4ပွဲရှုံးပါသူ့ကိုဖြိုမဲ့ပြိုင်ဘက်ကဘယ်တော့ဘယ်အချိန်ဘယ်နိုင်ငံမှာထွက်ပေါ်လာမလဲဆိုတာကတော့လာမယ့် MMA ပွဲတွေမှာဆက်လက်စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရစေခင်ဗျာ